โอเคမင်္ဂလာပါဒီနေ့မှာတော့ကိုယ့်ရဲ့ဝင်ငွေကိုတိုးလာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်တွေကိုကျွန်တော်ပြောပြပေးသွားမယ်အရင်နေ့ကဗီဒီယိုမှာကကိုတရက်ကို1000ဝင်တဲ့ဝင်ငွေနဲ့ပတ်စံစုလို့မရဘူးเนาะအခုတစ်ခေတ်ကုန်စည်နှုန်းနဲ့ဒီဟာကိုတော့မနေ့လောက်အောင်သုံးနေရတယ်ဆိုတဲ့အကြောင်းပြချက်တွေမပေးဖို့ပြောသွားတယ်ဒါကတစ်လကိုလစာ3သိန်းလောက်ရတယ်နဲ့တွားပြီးတော့တူဒီလောက်လေးပဲရလို့ဒီခေတ်ကုန်စည်နှုန်းနဲ့သုံးလို့တော့မလောက်ဘူးဘလို့လို့စုလို့ဖြစ်မှာလဲဆိုတဲ့သူတွေတို့ကိုအကောင်းဆုံးအကြံပေးချင်တာကဒီထက်ငွေပိုတိုးပြီးတော့ရှာပါကြွားချမ်းသာခြင်းကိုရောက်ဖို့အတွက်ပထမဦးဆုံးအရေးကြီးတဲ့ဟာက high income job ဝင်ငွေများများရတော့အလုပ်ဖြစ်ရမယ်ဒါမှကိုယ့်ရဲ့ဝင်ငွေမြင့်မားတယ်အဲ့ထဲကနေအသုံးစရိတ်ဖင်မယ်ကိုလိုချင်တာဝယ်ဖို့ဖင်မယ်ဒီလိုရှိရင်ပတ်စံစုမယ်စုရရတဲ့ပတ်စံတွေကနေရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင်းနဲ့တဖြည်းဖြည်းကြီးပွားချမ်းသာခြင်းကိုတွားရမှာတချို့လူတွေဆိုလို့ရှိရင်တစ်လကိုသိန်း50 60ရတယ်အဲ့ဒီတဲကနေကိုယ်အသုံးစရိတ်ကိုလိုအပ်တဲ့လောက်ပဲသုံးပြီးတော့ပိုချင်တဲ့ຢာတွေအားလုံးစုဆောင်းတယ်အဲ့ရနေမှာတစ်စင်မြေခွက်တွေဝယ်တယ်မြေခွက်တွေများလာပြီဆိုရင်မြေခွက်တွေကိုရောင်းနေဝယ်တွေကနေကြီးကြွားချမ်းသာတဲ့စီကိုတွားတယ်တချို့ကြတော့အဲ့ဒီမြေခွက်ကိုရောင်းပြီးတော့ပုံမှန်ဝင်နေမဲ့လုပ်ငန်းတစ်ခုကိုဖန်တီးတယ်ဒီလိုပုံစံမျိုးတွေရှိတယ်အဲ့ဒီတော့ပထမဦးဆုံးရေးကြည့်တာက high income job ဝင်ငွေများများရတဲ့အလုပ်ဖြစ်ဖို့လိုအပ်တယ်အဲ့တော့လက်ရှိအနေနဲ့ကိုကဝင်ငွေများများရဖို့အတွက်ဘယ်လိုလူမျိုးဖြစ်နေလဲဆိုတာကိုပြန်သုံးသပ်ဖို့လိုတယ်အဲ့တော့ကိုကဝန်ထမ်းလားသို့မဟုတ်ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူလားဒီနှမျိုးရှိဝန်ထမ်းဖြစ်နေတယ်ဆိုလို့ရှိရင်လစာအပြင်တိုးလာမှရမယ်အဲ့ဝန်ထမ်းဆိုတဲ့အပိုင်းမှာ2မျိုးရှိတယ်အစိုးရဝန်ထမ်းလားပုဂ္ဂလိကဝန်ထမ်းလားအစိုးရဝန်ထမ်းဆိုလို့ရှိရင်တော့လစာတိုးဖို့တိတ်ပြီးတော့မရှိဘူးပေါ့သူရတူသူလစာနဲ့ရှိတာဆိုတော့အဲ့တော့အစိုးရဝန်ထမ်းဖြစ်နေတယ်ဆိုလို့ရှိရင်ဒီအလုပ်ချိန်ပြီးသွားတဲ့နောက်ပိုင်းမှာနောက်ထပ် side hustle business ကိုထပ်ပြီးတော့လုပ်ရမယ်တချို့အစိုးရဝန်ထမ်းလုပ်နေပြီးတော့နောက်ထပ်ကိုကျွမ်းကျင်တဲ့နေပင်မှာလုပ်ငန်းလုပ်နေတာရှိရဲအိမ်ချမ်းမြေပွဲစားအနေနဲ့လုပ်နေတာမျိုးတွေonline shop လုပ်နေတာမျိုးတွေတခြားသောhome business လေးတွေလုပ်ထားတာမျိုးလေးဒါမျိုးတွေလုပ်တာရှိတယ်ကိုကအစိုးရဝန်ထမ်းဖြစ်တယ်လစာတိုးဖို့လည်းမတေချဘူးလုပ်လို့မရဘူးဆိုလို့ရှိရင်နောက်ထပ်အလုပ်တစ်ခုထပ်ပြီးတော့လုပ်ဖို့လိုအပ်တယ်နောက်တစ်မျိုးကပုဂ္ဂလိကဝန်ထမ်းအနေနဲ့ကိုယ့်ရဲ့လစာတိုးရာထူးတိုးလာဖို့အတွက်ကိုယ့်ရဲ့အရေးချင်းတွေကိုလိုက်ပြီးတော့မြင့်တင်ဖို့လိုတယ်ကိုလုပ်နေတဲ့အလုပ်မှာကိုကအယောင်သမားဆိုလို့ရှိရင်ဒီထက်ပိုတဲ့အရေးချင်းမျိုးရလာအောင်ကိုစူးစမ်းလေ့လာသင်ယူပြီးတော့အဲ့ဒီထက်မြင့်တဲ့ယာတူ marketing supervisor တို့လိုမျိုးထပ်ပြီးတော့manager ယာတူမျိုးလိုမျိုးဒီလိုယာတူမျိုးတွေမှာလုပ်လို့ရဖို့အတွက်ကိုယ့်ရဲ့အရေးချင်းတွေကိုအဲ့လိုယာတူတွေမှာလုံနိုင်တဲ့အရေးချင်းမျိုးအဲ့လိုယာတူတွေမှာအဆင်ပြေမဲ့အရေးချင်းမျိုးကိုလေ့လာသင်ယူရမယ်အဲ့တော့ကို့မှာအရေးချင်းရှိပြီဆိုလို့ရှိရင်အဲ့ဒီအလုပ်မှာကိုဒီအလုပ်ကြိုးစားပြီးတော့လုပ်ရမယ်အဲ့တော့အဲ့ဒီလုံမှာကိုကအရေးချင်းနဲ့မြင်လာပါတယ်ဒါပေမဲ့အလုတ်ကယာထူးတိုးမပေးဘူးကိုယ့်ရဲ့အရေးချင်းတွေမြင့်မားလိုက်အရေးချင်းရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလုတ်ကနေထွက်ပြီးတော့တခြားကိုယာထူးကောင်းကောင်းလစာကောင်းကောင်းမဲ့အလုတ်ကိုပြောင်းမှာအဲ့တော့ကိုယ့်ရဲ့ဝန်ဆောင်မှုပေးသလောက်အလုတ်ကကိုပြန်ပေးလိမ့်မယ်ကိုယ့်ရဲ့ဝန်ဆောင်မှုပေးသလောက်အလုတ်ကကိုရလက်လစာပြန်မပေးဘူးဆိုလို့ရှိရင်အဲ့ဒီလုတ်ကနေထွက်ပြီးတော့ကိုယ့်ရဲ့အရေးချင်းနဲ့ညီမျှသောလစာကိုပေးတဲ့အလုပ်မှာဝင်လို့နောက်တစ်မျိုးကကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေ own business ကိုပိုင်စီးပွားရေးလုပ်နေတယ်ဆိုလို့ရှိရင်ကိုကဒီလုပ်ငန်းကိုဘယ်လိုမျိုးတိုးတက်အောင်လုပ်ရင်ဝင်ငွေပိုလာမလဲဆိုတာကိုစဉ်းစားကိုကအင်ချင်မြေပွဲစားလုပ်နေတယ်ဆိုလို့ရှိရင်တစ်လထဲမှာပွဲဘယ်လောက်ဖြစ်လဲတစ်လထဲမှာပွဲတစ်ပွဲပဲဖြစ်တယ်ဆိုလို့ရှိရင်နှစ်ပွဲသုံးပွဲဖြစ်လာအောင်ဘယ်လိုလုပ်မလဲဒီကျွတ်တလေအင်ချင်မြေပွဲစားလုပ်တဲ့သူတွေမှာကို့မှာပိုင်ဆိုင်ထားရှိတဲ့မြေခွက်တွေအကြောင်းကိုဗီဒီယိုရိုက်ပြီးတော့ TikTok မှာတင်တယ်ပြီးအင်ချင်မြေနဲ့အကြောင်းတွေ knowledge sharing လုပ်တယ်ကိုစီမှာအင်ချင်မြေနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်တွေလုပ်မယ်ဆိုလို့ရှိရင်ယုံကြည်စိတ်ချရပါတယ်ဆိုတဲ့အကြောင်းတွေလူတွေပြအဲ့ဒီမှာသူတို့ကို online ပေါ်ကနေတွေ့ပြီးသူတို့ယုံကြည်စိတ်ချပြီးတော့သူတို့ကိုပို့ပြီးတော့အားကိုးလာတယ်ယုံကြည်လာတယ်အလုပ်တွေအပ်လာဒီလိုပုံစံမျိုးတွေရှိတချို့တော့ရှင်းနေတယ်မှာဆိုလို့ရှိရင်သူတို့ရဲ့ရှင်းနေဘဟုတုတနဲ့ပတ်သက်ပြီးတော့ online မှာမျှဝေတယ်
ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကိုအားကိုးတဲ့အမှုတွေကပို့ပြီးတော့များလာတယ်ဒီလိုပုံစံမျိုးတွေလုပ်လို့ရတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့လက်ရှိလုပ်ငန်းကိုဘယ်လိုမြင့်တင်မလဲဆိုတာတွေကိုစဉ်းစားရမယ်တိုးတက်အောင်လုပ်ရမယ်နောက်တစ်ခုထပ်လုပ်ဖို့က new business လက်ရှိလုပ်နေတဲ့အလုပ်က limited ဖြစ်တယ်ဒီထက်ဝင်ငွေပိုတိုးလို့မရတော့ဘူးဆိုလို့ရှိရင်နောက်ထပ်တခြားသောအလုပ်ကိုထပ်လုပ်ဖို့ပြောချင်တာဖြစ်တယ်အဲ့တော့ကိုဘာကျွမ်းကျင်လဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကဘယ်လိုအခက်အခဲမျိုးကိုကြုံတွေ့နေရလဲအဲ့ဒါတွေကိုကြည့်ပြီးတော့ကိုဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ solution ကိုထုတ်ကိုကရွာမှာနေတယ်မြို့ကိုသွားဖို့လူတွေအခက်အခဲရှိတယ်အဲ့ကြားထဲမှာကိုကသွားဖို့အတွက်ကားလူမျိုးစီစဉ်ပြီးတော့ကားဆွဲတာမျိုးဆိုလို့ရှိရင်သူတို့လည်းအဆင်ပြေတယ်ကိုလည်းပဲဆင်ရတယ်ဒါကနမူနာအနေနဲ့ပြောပြအဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလူတွေဘယ်လိုမျိုးအခက်အခဲတွေရှိနေလဲဆိုတာကိုကြည့်ပြီးတော့အဲ့ဒီအရာတွေကိုလိုက်ဖြည့်ဆည်းပေးခြင်းအပြင်ကိုကဝင်ငွေရလာလိမ့်မယ်ကိုအနေနဲ့ laptop တစ်လုံးရှိတယ်ဆိုလို့ရှိရင်ကို laptop ကလည်း graphic design တွေကောင်းကောင်းဆွဲလို့ရတယ်ဆိုလို့ရှိရင်ကိုက graphic design မဆွဲတတ်သေးဘူးဆိုလို့ရှိရင် graphic design ဆွဲတဲ့သင်တန်းတွေကိုအချိန်ပေးမယ်အာရုံစိုက်ပြီးတော့ကျွမ်းကျင်အောင်လေ့လာသင်ယူကျွမ်းကျင်သွားပြီဆိုလို့ရှိရင်အဲ့ဒီအလုပ်နဲ့စပြီးတော့အလုပ်လုပ်မယ် freelance တွေလုပ်မယ်ဒါဆိုလို့ရှိရင်ကိုအနေနဲ့တခြားသောဝင်ငွေထပ်တိုးတာရလာလိမ့်မယ်အခုခေတ်မှာcontent writing တို့เนาะdigital marketing တို့ web developer တို့ website ရေးဆွဲတဲ့အလုပ်တွေဒီလိုမျိုးတွေခေတ်စားနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတွေကိုလုပ်လို့ရတယ်တချို့တွေဆိုရင် YouTube မှာဗီဒီယိုတွေတင်တယ်ကိုသိတာတွေကိုမျှဝေတယ်ဒါမျိုးတွေလုပ်လို့ရတယ်အဲ့တော့ဝင်ငွေတိုးဖို့အတွက်လုပ်စရာနည်းလမ်းတွေရှိပါတယ်အဲ့တော့ဘာနည်းလမ်းကိုမှကျင့်သုံးတာမျိုးမရှိဘဲနဲ့ဟိုလိုပြစ်တင်ဒီလိုပြစ်တင်တာမျိုးမလုပ်ပါနဲ့ကိုယ့်ရဲ့ဝင်ငွေဒီကိုပေါ်ပဲမူတည်ပါတယ်အဲ့တော့ဝင်ငွေတိုးလာအောင်လုပ်ဖို့အတွက်ကိုယ်မှာပဲတာဝန်ရှိပါတယ်အချိန်တွေအခက်ခဲတွေကတော့မျိုးစုံကြုံတွေ့နေမှာပဲဘယ်ခေတ်ကာလဘယ်အချိန်တွေကိုရောက်သွားသည်ဖြစ်စေအချိန်တွေခက်ခဲတွေကတော့မျိုးစုံကြုံတွေ့နေမှာပဲအဲ့လိုမျိုးခက်ခဲနေတဲ့ကြားကနေအောင်မြင်အောင်ကြိုးစားနိုင်တဲ့သူကလူတော်ပဲအမြဲတမ်းအဆင်ပြေချုံးဝင်နေမှာမဟုတ်ဘူးအဲ့တော့အခက်ခဲကြားထဲမှာအောင်မြင်အောင်လုပ်ပါအောင်မြင်အောင်ကြိုးစားပါဒါဆိုရင်ကိုကလူတော်တယောက်ဖြစ်သွားမယ်ဗီဒီယိုကိုဆုံးအောင်ကြည့်ပေးတဲ့ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်သင်တဲ့အချိန်နဲ့ဆိုလို့ရှိရင် page messenger မှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်